မင်္ဂလာပါခင်ဗျာရိုးရှင်းချန်နယ်ကနေပြန်လည်ကျေးဇူးပါတယ်ဒီနေ့မှာတော့ကျွန်တော်ပဲပြင်းချက်ပြမှာဖြစ်ပါတယ်ပဲပြင်းတစ်မျိုးမှာတော့တစ်မျိုးပဲအစိမ်းစားရများတာဖြစ်ပါတယ်ကျွန်တော်တို့ရွာမှာအစိမ်းမစားဘူးဖြစ်ပါတယ်ဒီပဲပြင်းအဖြူဖြစ်ဖြစ်တခြားအနေရောင်ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်နေပူလမ်းပြီးမှဟင်းချားတဲ့အချိန်မှာကျွန်တော်စားတာဖြစ်ပါတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်ပို့ပြီးတော့မှအချိန်ပို့ပေးရတယ်ဒါဆိုရင်ကျွန်တော်4နိုင်လောက်ကြိုပြီးစိန်ထားတာဖြစ်ပါတယ်နာကခဏတစ်ဖြုတ်ကျွန်တော်ပြုတ်ထားတာဖြစ်ပါတယ်ပြုတ်ထားတာကမကြောက်ဘာလို့မိနစ်20လောက်ရှိမယ်ဗျရေစိမ်ထားတာဖြစ်တဲ့အတွက်ကြောင့်သူကကြက်လွယ်တာဖြစ်ပါတယ်နူးလွယ်တာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်မှအဲ့လိုမျိုးစွန်းနေတဲ့စွန်းမရှိဘူးပေါ့နော်ပုံမှန်လည်းစင်တော့ကြလေးပြုတ်ထားမယ်ဆိုရင်ပုံပြီးမှရတာရှိတယ်ပုံပြုတ်လည်းဆိုစားတော့ကောင်းတယ်ပုံမှန်စင်စွန်းနေတော့နှိမ့်เสียမလို့ပေါ့နော်ဒါပေမဲ့ကိုအမြန်စောပြီးရှင်စောနဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးစွန်းနဲ့အမြန်လေးလောက်တာဖြစ်ပါတယ်ဒါကကျွန်တော်တို့သွားတဲ့ပုံစံမျိုးပေါ့နော်တချို့လူဆိုရင်အဲ့ဒီခုနစိန်ထားတဲ့အစ်စ်မှာပဲအခွန်နဲ့အကုန်လုံးခွာလိုက်တယ်ဖြစ်ပါတယ်ငါဆိုရှင်းလင်းဖြစ်သွားတာပေါ့နော်ဟိုဖြစ်ပဲလေးပြတော့ချက်တဲ့ချိန်ကြားလိုမျိုးဖြစ်ပါတယ်ဟင်းမချက်ခင်မှာကျွန်တော်တို့ဒီဟင်းကိုတင်တဲ့ချိန်မှာငရုတ်တီထောင်းစားဖို့ငရုတ်တီပြင်ဆင်ကြမှာဖြစ်ပါတယ်ငရုတ်တီစီရဲ့တဘူက1500ဖြစ်ပါတယ်ကျွန်တော်1000ဘူးဝယ်တာဖြစ်ပါတယ်ခုလည်းငရုတ်တီကလော်လည်းနည်းနည်းရှားပါလာတယ်ပေါ့နော်ရှားပါလာတဲ့ဆိုတော့ဒီငရုတ်တီစားတဲ့ချိန်ကျတော့ကျွန်တော်နည်းနည်းတိရှာပြီးရွေးရတာပေါ့နော်ထောင်းမှာဖြစ်ပါတယ်ငရုတ်တီစပါနဲ့ထောင်းမလဲဆိုမေပဲနဲ့ထောင်းမှာဖြစ်ပါတယ်မေပဲကလော်ထားပြီးသားဆိုတော့ဒီတိုင်းမှာထည့်ရုံပဲပေါ့နော်ဒီထဲမှာအထူးပါဝင်ဖို့လိုတာနန်ပင်ဖြစ်ပါတယ်မုံနန်ပင်ကျွန်တော်အားကြိုက်တယ်အခုနောက်ပိုင်းနေပုံမှန်စင်တော့နန်ပင်များစားရင်တော့ခေါင်းမိုးတယ်လို့ခံစားရပါမယ်နန်ပင်မပိုင်စားလို့မကောင်းဖြစ်တယ်အရန်ရတာရှိတယ်ပေါ့နော်ကျွန်တော်ခုနောက်ပိုင်းစင်နန်ပင်လည်းအရန်ပေါ်လာတာဖြစ်တဲ့ကြောင့်ဒီထဲမှာငရုတ်တီထောင်ထဲမှာနန်ပင်ပါမယ်ဒီပဲလည်းပါတာဖြစ်ပါတယ်โอเคဒီထဲမှာလည်းတခါတည်းစားထည့်တဲ့လူလည်းရှိတယ်လို့စားမထည့်ပဲနဲ့ဒီထောင်းပိသားမှာစားပေါ်နဲ့ပြန်ဖြူးတဲ့လူရှိပါဖြစ်ပါတယ်ကျွန်တော်တော့စားဘယ်ခါတလေကျွန်တော်ခါထည့်တယ်တခါတလော့ရဲပြီးကြမှာထည့်တာဖြစ်ပါတယ်ဒါတော့ပြီးသွားတဲ့အနေထားဖြစ်ပါတယ်ဒါနနပင်ပါတယ်တကယ်မွေးတာဖြစ်ပါတယ်တချို့လူကပြောတာပေါ့နော်နနပင်ထည့်နနပင်အုပ်ဆိုတာတကယ်တော့ဟုတ်ပါတယ်โอเคအဲ့ဒါကိုကျွန်တော်ဘာလို့ပြတ်သားမလဲတစ်ချက်ကြည့်ပါအရင်ဆုံးနည်းမပါမဖြစ်ကျွန်တော်ရဲ့ signature ပါနော်signature လောက်ထားတာဖြစ်ပါတယ်ဒါကဘာလို့တွက်လောက်တာလဲဆိုကျွန်တော်ခုနဒီပဲပင်းချက်တဲ့အချိန်ကျတော့သူရဲ့အမေပေါ့နော်ဘယ်လိုခေါ်တော့ငရုတ်တီးကြော်တော့ပါတော့ပေါ့နော်အဲ့ဒါကိုတက်ကြော်ပြီးမှလောက်တာဖြစ်ပါတယ်ဒီမှာပါငရုတ်တီးငရုတ်တီးမုတ်ပါမယ်အချုံမုတ်စားပါမယ်နွေမုတ်ပါမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အရင်ကြော်ရမှာဖြစ်ပါတယ်ဒီထဲမှာကငရုတ်တီးအများကြီးမကြိုက်တဲ့လူဆိုရင်တော့နည်းနည်းပဲထည့်ပါပေါ့နော်ငရုတ်တီးကြိုက်တဲ့ဖြစ်တဲ့ကြောင့်အရောင်လေးလက်လေးဖြစ်အောင်အများကြီးထည့်တာဖြစ်ပါတယ်ဒီထဲမှာချက်တူမင်းရှင်းတော့ချက်တူမင်းထည့်တာအကောင်းဆုံးပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ချက်တူမင်းကပိုလာတာဖြစ်ပါတယ်နော်so okay ပြီးတော့ဒီမှာကကျွန်တော်ဒီချက်တွန်ဖြူချက်တွန်နေပေါ့နော်ချက်တွန်နေကအဥပဲရှိတယ်အဥပဲထည့်တာဖြစ်ပါတယ်ချက်တွန်နေရဲ့ဂျင်းပါထည့်မယ်နော်ဂျင်းပါမယ်ပြီးရင်ခန်းရှင်တီးပါမယ်ခုနကကျွန်တော်လီးထားတဲ့နနပင်ထဲမှာဖြစ်ပါတယ်နနပင်ကတော့ပုံမှန်ကျွန်တော်အပေါ်ကနေပြီးခါနေမှာကျွန်တော်အုပ်လိုက်တော့ပို့ပြီးရတာရှိတာဖြစ်ပါတယ်တို့ပေမဲ့လည်းမအုပ်ရှင်ဘောနော်တခါကြက်လေးစားရှင်တဲ့ကြောင့်တခါကြက်အောင်ကြော်လိုက်တာဖြစ်ပါတယ်စီတက်တယ်လို့ခေါ်တာလားဒါကျွန်တော်တို့မပြောတတ်ဘူးနော်စီတက်တယ်လို့ခေါ်နေမယ်ဒါဟိုတနေ့ကြက်အောင်ထားလိုက်ပါအဲဒီကခန်းရှင်တီးဖြစ်ပါတယ်ခန်းရှင်တီးနဲ့နိုးလာပြီဆိုရင်ကျွန်တော်တို့ခုနကျွန်တော်တို့နှိပ်ထားတယ်ပေါ့နော်ဟိုပါပေါ့နော်ပဲပြင်းလေးကိုကျွန်တော်တို့ထည့်လိုက်ရင်တော့ရပါပြီဒီထဲမှာလေကျွန်တော်တို့ချက်ပုံချက်နည်းတယောက်နဲ့တယောက်တော့မတူဘူးကျွန်တော်တယောက်တည်းရှိတဲ့ကြောင့်ဒါက3နတ်စာချက်တာဖြစ်ပါတယ်နော်အားလုံးပြပြအောင်ပေါ့နော်အစတစ်ဖြစ်တာဆိုခုနကျွန်တော်တို့နေထားတဲ့ဒီပဲပြင်းကိုထည့်လိုက်ပါဒါပုံမှန်ဆိုရင်တော့ပဲပြင်းကနူးလေးမှစားလို့ကောင်းတာဖြစ်ပါတယ်ဘာလို့ဆိုအခုမခွာထားတဲ့အတွက်ကြောင့်ပဲပြင်းက
ဖြစ်တယ်လို့လို့ရင်တော့မကောင်းဘူးเนาะအရင်နှမျိုးကောင်းအခြေအနေအရင်ပေးရတာဖြစ်တယ်ကျွန်တော်ဒီပုံမှန်ဆိုရင်ဟင်းချက်မယ်ဆိုအစစ်များနဲ့ကျွန်တော်မချက်ဘူးပေါ့ကွာဥမာဂျာဆိုင်ခါတဲ့အမေများတဲ့ဟာဆိုကျွန်တော်ဘလုံးဝမချက်တတ်ဘူးချက်တတ်ဘူးဆိုတော့စိတ်မချဘူးเนาะโอเคအဲ့ဒါကိုရည်နဲ့ထပ်လောင်းပါရည်နွေးပဲလောင်းပါပေါ့เนาะโอเคဒါတော့ဟိုနွေးတော့မဲ့ချက်ပြန်ချက်တော့မဲ့တစ်ခေါက်ပေါ့เนาะဒုတိယတစ်ခေါက်ပြန်ချက်တော့မှာဖြစ်ပါတယ်ဟိုကြည့်လိုက်တော့သူကတော့အရသာတော့ပေါ်မဲ့တမိုးရှိတော့ဒါတော့ okay ရတာပါပြီအဲ့ဒါပြင်ဒီအရွက်လေးထည့်မှာဖြစ်ပါတယ်ဘယ်လိုခေါ်လိုက်ပြဟော့ပေါ့ထမှာထည့်တဲ့အရွက်ပေါ့နော်ကျွန်တော်ဒါစားတဲ့နာမည်မသိဘူးရပါတော့ဆိုတော့ပုံမှန်စအာလူလေးထည့်လို့ကောင်းတယ်နော်ဒီချက်အာလူချက်တယ်တခွားဒီထည့်လည်းကောင်းတယ်အကုန်လုံးကောင်းတယ်ပေါ့နော်ဒီအရွက်လေးရတယ်ကျွန်တော်သွားအချိန်နဲ့ဆိုကွက်ကြည့်ပဲဆိုတော့အကြရတော့ပြုတ်ဆရာမလို့ဘူးအကြကြီးထည့်ဆရာမလို့ဘူးသူကခဏလေးနဲ့နိုးတဲ့အမျိုးအစားဖြစ်ပါတယ်ဟော့ပေါ့ရွက်ထက်မှာထည့်တဲ့ရွက်ပေါ့နော်ဒီရွက်တည်နေတစ်ချက်ပြောပြပေးပါအောင်ဗျနာမည်မိနေလို့ပါโอเคဒါကျွန်တော်ရဲ့သမင်းဟင်းရပါပြီဒါငရုတ်ဒီထောင်းလေးဖြစ်ပါတယ်ဒါစားကြပါအောင်ဗျโอเคတွေ့တာညတနတ်စားပြီဒါမနေ့တနတ်ထပ်စားတာဖြစ်ပါတယ်ကျွန်တော်ဟင်းတစ်ခါချက်အဲ့လိုမျိုးအများကြီးပေါ့နော်တရက်စာကြိုးချက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် like subscribe လုပ်ထားပြီးပါအောင်ဗျ